ဖိုးဖိုးနဲ့မေမေပါရဲဆိုပြီးအပိုင်အတွက်ကလျှို့ဝှက်ချက်တွေကိုဖွင့်ချလိုက်တဲ့လွင်မိုးရဲ့မြီလီယမ်လေးလက်ရှိမှာပရိသတ်တွေကြားရေပန်းစားနေတဲ့ The Masked Singer မြန်မာပြိုင်ပွဲကြီးရဲ့မျက်နှာဖုံးရှင်းတွေကိုဘယ်သူဘယ်ဝါမှန်းမသိအောင်ဖုံးဖိထားကြပေမယ့်မင်းသားကြီးလွင်မိုးရဲ့မြီလေးလီယမ်ကတော့ရှေ့ရဖုံနောက်ကဖော်ဆိုသလိုသူ့ရဲ့ဖိုးဖိုးနဲ့မေမေတို့ပါဝင်နေကြောင်းအတိအကျကိုဖွင့်ချလိုက်ပြီးဖြစ်ပါတယ်။လီယမ်လေးကတော့ပန်နာယုတ်ကြီးဟာသူ့ရဲ့ဖိုးဖိုးဦးလွင်မိုးဖြစ်ပြီးတော့ပန်းရောင်ချယ်ရီပန်းလေးကတော့သူ့ရဲ့မေမေရွှင်ဝတီလွင်မိုးပါဆိုပြီးယုံကြည်ချက်အပြည့်နဲ့ပြောလာခဲ့တာပါ။တကယ်လည်းမျက်နှာဖုံးချလိုက်တဲ့အခါမှာပန်နာကြီးဟာဦးလွင်မိုးဖြစ်နေတာကြောင့်လီယမ်လေးရဲ့ခံမှန်းချက်ကတကယ်ကိုမှန်ကန်သွားခဲ့ပြီပဲဖြစ်ပါတယ်။အခုဆိုရင်ပရိသတ်တွေကလီယမ်လေးရဲ့စကားကိုကိုးကားပြီးပန်းရောင်ချယ်ရီလေးဟာလည်းရုံးဝတီလေးဟုတ်မဟုတ်ဆိုတာကိုအသေးအတန်စောင့်ကြည့်နေကြရပါတယ်။မိသားစုဝင်ချင်းချင်းမို့အတန်နဲ့ဟန်ပန်ကိုသိနေတဲ့လီယမ်လေးရဲ့ဖော်ကောင်လုပ်မှုကြောင့်အစီအစဉ်ရဲ့လိုဝက်ချက်တွေဟာပရိသတ်တွေကြားမှာပို့ပြီးတော့စိတ်ဝင်စားစရာဖြစ်လာခဲ့တာပါ။ကိုကြောင့်ပေါက်ကြားရင်တရုတ်ဆောင်ကနှစ်ဆရော်ရမယ်ဆိုတဲ့စာချုပ်ရှိပေမယ့်မြီလေးကအခုလိုအပိုင်ပြောချလိုက်တော့ဦးလင်မိုးတယောက်ဘယ်လိုများတုံ့ပြန်မလဲဆိုတာဟာလေဟာတာတစ်ခုလိုဖြစ်နေပါတယ်ပရိသတ်ကြီးရောလီယမ်လေးဖော်လိုက်တယ်လို့မျိုးချယ်ရီပန်းလေးကတကယ်ပဲရုံးဝတီလွင်မိုးဖြစ်နေမလားဆိုတော့ကောမန့်မှာခံမှန်းပေးသွားကြပါအောင်နော်